အားလုံးပဲမင်္ဂလာပါစေတနာရှင်ကိုစွမ်းရဲ့ channel ကနေပြီးတော့အားလုံးကိုပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်နော်ခုနှစ်ရက်သားသမီးအပေါင်းစိတ်ချမ်းသာကိုကျမ်းမာကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်နော်အရင်ဆုံးနော်လာမယ့်တစ်ပတ်မတ်လ30ရက်နေ့ကနေပြီးတော့ဧပြီလ3ရက်နေ့ထိဒုတိယတစ်ပတ်စာအကောင်းဆုံးကဏ္ဍတွေကိုကျွန်တော်ထုံထုံတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လာမယ့်တစ်ပတ်မတ်လ30ရက်နေပြီးတော့ဧပြီလ3ရက်နေ့ထိအကောင်းဆုံးဇာတုပတ်တီက10ပတ်တီဖြစ်ပါတယ်တစ်ပတ်လုံးမှာမွေးထားရမယ့်အခွေကတော့126ခွန်126ခွန်အခွေဖြစ်ပါတယ်နော်126ခွန်အခွေကိုတစ်ပတ်လုံးမှာဘူးခွေအဖြစ်ကစားနိုင်ပါတယ်မွေးကနန်းအစားထုတ်ပေးတဲ့မွေးခွေတစ်ပတ်စာမွေးအခွေကိုတော့2583ည2583ညအခွေကိုမွေးကနန်းအစားထုတ်ပေးတဲ့တစ်ပတ်စာအခွေဖြစ်ကစားနိုင်ပါတယ်နော်လာမယ့်တစ်ပတ်မတ်လ30ရက်နေ့ဧပြီ3ရက်နေ့အထိတစ်ပတ်လုံးစာအတွက်ကျွန်တော်ရဲ့အကောင်းဆုံးလက်ဆောင်3လုံးခွေကတော့မွေးခွေတဲ့ရပါနော်283ညကနန်း3လုံးကိုခွေကစားနိုင်ပါတယ်နော်အားလုံးပဲနော်အားလုံးပဲလာမယ့်တစ်ပတ်မှာတစ်ခုရှိတာကျွန်တော်မှားချင်တာကတစ်ခုဆိုတစ်ခုပဲကစားမှာနော်တစ်ခုဆိုတစ်ခုပဲကစားမှာနော်ရွှေပတ်တီ10ကိုကစားရင်3လုံးခွေထည့်ကစား3လုံးခွေမှာ10ပါတယ်10နဲ့3ညတပတ်စာဘူးခွေကိုလည်း1နဲ့6ခွန်အခွေကစားရင်လည်း3လုံးအခွေကိုထည့်ကစားမွေးကနန်းအစားထုတ်ပေးတဲ့မွေးခွေကစားရင်လည်း3လုံးအခွေဖြစ်တဲ့283ညမွေးခွေက253ညเนาะအဲ့ဒီ283ညအခွေကိုပို့ကစားเนาะပို့ပြီးတော့နည်းနည်းတင်ကစားတခုဆိုတော့တခုပဲတည်တံကစားမှာเนาะဘယ်ဟာပဲကစား3လုံးခွေကိုတော့ထည့်ကစားပြီเนาะဟုတ်ကဲ့ပါအားလုံးပဲလာမယ့်တစ်ပတ်မှာတစ်ပတ်စာကဏ္ဍတွေနဲ့အမြတ်ရကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်เนาะမနေ့ကစေကန်းပြတာဖျားတာတော့မဟုတ်ဘူးကွာတွေးနေနေတူလို့ဆိုပြီးတော့ဆရာကချင်းမပေါက်လို့ဖြစ်မဲ့တယ်ချင်းမပေါက်လို့တွေးလို့တာဖြစ်မဲ့ဆိုဒီနေ့ကတော့ကျွန်တော်နေပြန်ကောင်းသွားပါပြီเนาะဆုတောင်းပေးကြတဲ့လူအားလုံးလည်းကျွန်တော်ကျေးဇူးတင်ပါတယ်เนาะအားလုံးပဲဘိုင်ဘိုင်ပါ